ရလိုက်တော့ Chinese မင်းရွက် Chinese မင်းရွက် channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ HSK1 သင်ခန်းစာကိုလေ့လာကြည့်ရအောင်။သင်ခန်းစာ1ကနီးဟောင်းမင်္ဂလာပါ။အဲ့တော့နီးဟောင်းမင်္ဂလာပါဆိုရင်နီးဟောင်းမင်္ဂလာပါ Hello ဆိုပြီးနှုတ်ဆက်တာပါ။နီးဆိုတာမင်းဟောင်းဆိုတာကောင်းတယ်တာရတယ်ပေါ့နော်အဲ့တော့နီးဟောင်းဆိုတာကတော့ hello နှုတ်ဆက်တာမင်္ဂလာပါနီးဟောင်းတယောက်တည်းဆိုရင်ဒီမှာနင်းဟောင်းဒီမှာနော်ရိုးနီးနဲ့မတူတော့ဒီမှာနင်းဟောင်းဆိုတာကိုယ့်ထက်ကြီးတဲ့အလူကြီးသူမတွေကိုဆရာသမားတွေကိုနှုတ်ဆက်တဲ့အခါကျလို့ရှိရင်နင်းဟောင်းဆိုပြီးသုံးတယ်အဲ့တော့တယောက်ထက်ပိုတဲ့2ယောက်3ယောက်တွေကိုပြန်ပြီးတော့နှုတ်ဆက်တဲ့ဆိုလို့ရှင်တော့နီမန်ဟောင်းမင်္ဂလာပါနီမန်ဆိုတာနင်တို့ခမည်းတို့အဲ့တော့နီမန်ဟောင်းဆိုတာလေမင်္ဂလာပါကလေးတို့နီမန်ဟောင်းပေါ့နော်ဒီမှာတွေ့ပချီဆိုတာတောင်းပန်ပါတယ်တွေ့ပချီတောင်းပန်ပါတယ်မေးခွန်းရှိကိစ္စမရှိပါဘူးရပါတယ် it's okay ပေါ့နော်ကဲဒါလေးတွေကဘီးနဲ့တရနဲ့ပေါင်းတဲ့ဟာလေးတွေပေါ့နော်ဖြင်းရင်းအတန်ထွက်လေ့ကျင့်ခန်းဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ရှေ့ဗီဒီယိုမှာပထမဆုံးဗီဒီယိုမှာတည်တည်ချာချာရှင်းပြထားတာမလို့ဒီသင်ခန်းစာအတွက်ပထမဆုံးတင်ထားတဲ့ရှေ့ရဗီဒီယိုတွေဖြင်းရင်းဗီဒီယိုလေးတွေကိုပြန်ပြီးတော့သွားကြည့်ပေးဖို့ပြောချင်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဟန်ယူဒီတရုတ်စာသင်နေမှာဆိုလို့ရှိရင်တော့ဖြင်းရင်းအပြင်အတိကအတန်ထုံးပေါ့နော်အတန်ထုံး၄ခုရှိတယ်ပထမတန်ဒုတိယတန်တတိယတန်စတုတ္ထတန်ဆိုပြီးတော့ရှိဒီပထမတန်မှာဆိုလို့ရှိရင်မြန်မာလူဆိုလို့ရှိရင်တော့ဝိဆနှလုံးပေါက်တန်ပါတယ်မာဆိုတဲ့အဓိပ္ပာယ်မာတတန်နဲ့မာဒုတိယအတန်ကျတော့မာအပေါ်တက်သွားတယ်ကိုယ့်ရဲ့အတန်မာသုံးတန်မြတ်ကကြတော့မာအောက်ကိုဆင်းပြီးတော့အပေါ်ကိုပြန်တက်သွားတယ်မာလေးတန်မြောက်ကမအောက်ကမြင့်တန်ပါတယ်မเนาะအဲ့တော့မာเนาะအတန်ထုံးလေးတွေကိုဒီလိုလေးလေ့ကျင့်ကြည့်မယ်เนาะဒါဆိုလို့ရှိရင်လေဖတ်ကြည့်ရအောင်အာအိုရီဝူအောက်ကဆိုရင်ယူပေါ့နော်ယူနော်ဒါလေးတွေကအတန်ထုံးလေ့ကျင့်ခန်းလေးတွေပေါ့နော်ဒါဆိုလို့ရှိရင်လေဒီအတန်ထုံးလေးထုံး1ထုံး2ထုံး3ထုံး4ဆိုတဲ့လေ့ကျင့်ခန်းလေးတွေပါဒါဆိုလို့ရှိရင်လေပုံလေးတွေကိုကြည့်ပြီးတော့အတန်ထွက်မှန်ကန်နဲ့ဆိုခိုင်းတာပေါ့နော်တစ်ချက်ကြည့်ရအောင်ရီပထမတန်မလို့ရီဝစနှလုံးပေါက်တဲ့နဲ့ရီပေါ့နော်ဝူဆိုတာငါပေါ့နော်နံပါတ်5ရီဆိုတာငါတော့နော်နှစ်ရွက်ပီဆိုတာဘောပင်မောင်းအတန်ထွက်တယ်ဆိုတာဒီအပေါ်ကထုံးလေးတွေကိုကြည့်ပြီးအတန်ထွက်တာနော်ထုံးလေးတွေကိုကြည့်ပြီးတဲ့အခါကျတော့အတန်အနည်းအမြင့်ပြန်ထွက်ပေးတာမောင်းတောင်းအောင်တောင်းနော်
ဒီဘီနဲ့တရနဲ့ပေါင်းပြီးတော့ဖြင်းဖြစ်ပေါ်လာတဲ့ဟာကိုရှေ့ပထမဆုံးသင်ခဲ့တဲ့ဗီဒီယိုလေးကိုပြန်သွားကြည့်လိုက်ကြနော်တောင်း花花花鸡鸡ပထမတန်နော်七七ရှဲဆိုတာဖက်နက်ရွှဲဆိုတာနှင်းဒီမှာဆိုရင်咖啡可乐咖啡ဆိုတာ coffee 可乐ဆိုတာ coca cola 烤鸭ဆိုတာ baking နာမည်ကြီးတယ်ပေါ့နော်သူတို့တရုတ်ပြည်မှာ烤鸭 baking 火锅ဆိုတာ hot pot ပြောတာ地图မြေပုံ飛機လေယာဉ်ပျံမောင်းဘီနော်耳機ပေါ့နော်ကဲဒီမှာဒါလေးကိုကြည့်ရအောင်ဒီတတိယအတန်ဆိုလို့ရှိရင်အောက်ကိုဆင်းပြီးတော့အပေါ်တက်သွားတယ်လို့ပြောရမလားနီပေါ့နော်ဒီမှာဆိုလို့ရှိရင်နီဟောင်ဆိုလို့ရှိရင်လဲနီဒီမှာနီဆိုတာလဲ၃တန်မြောက်ပဲပြီးတော့ဟောင်ဆိုတာလဲ၃တန်မြောက်ပဲအဲ့တော့ဒီမှာပြောချင်တာက၃တန်မြောက်နှစ်ခုဆက်သွားတဲ့ခါကြလို့ရှိရင်ပြောချင်တဲ့ခါကြလို့ရှိရင်ပထမစလုံးကိုဒုတိယအတုံးပဲပြောပြီးတော့ခါကြတော့ဒုတိယအတုံးပဲပြောပြီးတော့ဒုတိယစလုံးကိုမှ3တန်မြောက်ကိုပြောမှာအဲ့ဆိုလို့ရှိရင်2တန်နဲ့3တန်ဆိုပြီးဖြစ်သွားတာပေါ့နော်3တန်နှစ်ခုစက်တိုက်ပြောတဲ့ခါကြလို့ရှိရင်2တန်2တန်နဲ့3တန်နဲ့2တန်နဲ့3တန်ပေါ့နော်အဲ့တော့နီဟောင်ဆိုပြီးမယ်နီဟောင်မင်္ဂလာပါနီဟောင်ပေါ့နော်တကယ်ဆိုလို့ရှိရင်တော့နီဟောင်ပေါ့နော်ဒါပေမဲ့စကားပြောတဲ့ခါကြလို့ရှိရင်ပထမဆုံး3တန်ပထမဆုံး3နဲ့3တန်ကsecond တုံးပေါ့နော် second တုံးဖြစ်သွားတယ်နီဟောင်可以ဆိုရဲအစား可以 second တုံးနဲ့ third တုံးနဲ့ပေါ့နော်可以辅导ဆိုတော့辅導ပေါ့နော်3တန် third တုံးနှစ်ခုစက်တိုက်ဖြစ်သွားတဲ့အခါကြာလို့ရှိရင် second နဲ့ third တုံးကိုသုံးတယ်ဒါဆိုလို့ရှိရင်ဒါလေးတွေလည်းလေ့ကျင့်ခန်းလုပ်ကြည့်ရအောင်3တန်နှစ်ခုလုံးက3တန်မြောက်ဆိုပေမဲ့အတန်ထွက်တဲ့ခါကျရင်ပထမစလုံးကိုsecond တုံးမှသုံးတယ်နော်你好可以辅导小姐口语语法法语讨好了解友好雨伞手表နော်ကဲဒါလေးကိုကြည့်ရအောင်上课ဆိုတာတက်တယ်课ဆိုတာအတန်းအဲ့တော့上课ဆိုတာအတန်းစပြီးကြောင်းတက်ပြီးပေါ့နော်အဲ့တော့အတန်းဆင်းပြီးကြောင်းဆင်းပြီးဆိုလို့ရှိရင်下课ပေါ့နော်下ဆိုတာဆင်းတယ်课ဆိုတော့သင်ခန်းစာတွေ下课ဆိုတော့ကြောင်းဆင်းပြီးအတန်းပြီးပြီး现在休息ဆိုတာ现在ဆိုတာအခု休息ဆိုတာအနားယူတယ်အဲ့တော့现在休息ဆိုတော့အခုနားမယ်ပေါ့နော်现在休息အခုတော့ take a break နော်အခုတော့နားပြီပေါ့现在休息အခုနားမယ်လို့ပြောတာ看黑板ဆိုတာ blackboard ကိုပြောတာ blackboard 黑板ဆိုတာ blackboard အဲ့တော့看黑板ဆိုတာ blackboard ကိုကြည့်ပါဆိုပြီးပြောချင်တာ看黑板跟我读ငါနဲ့အတူငါနောက်ကနေလိုက်ဆိုပေါ့နော်ဆီယမနောက်ကနေလိုက်ဆိုငါနောက်ကနေလိုက်ဆို跟我读ပေါ့နော်ကဲပြီးတော့ဒီ汉字的笔画လေးတွေကိုကြည့်ရအောင်
ပြီးဟွာဆိုလို့ရှင်ဒီတရုတ်စလုံးတွေကိုရေးတဲ့ခါကြလို့ရှိရင်ဘယ်ကနေညာကိုဆွဲတယ်ဘယ်ကနေညာကိုဆွဲတယ်အပေါ်ကနေအောက်ကိုဆွဲတယ်เนาะဘယ်ညာဘယ်စလုံးမရေးသူ့ရဲ့ basis ကဘယ်ညာအပေါ်အောက်အဲ့တော့ဒါဘယ်ညာဆွဲလိုက်တယ်ဆိုလို့ရှင်ဘယ်ကနေညာဆွဲလိုက်တော့ဒါဟုံပေါ့เนาะဟုံဆိုလို့ရှိရင်ဘယ်စလုံးတွေရေးတဲ့အခါသုံးလဲဆိုလို့ရှိရင်ရီတစ်နှစ်သုံးရီအာဆန်ဥပမာပေါ့နော်ရီအာဆန်တစ်နှစ်သုံးရေးတဲ့အခါကျလို့ရှိရင်ဟုံသုံးတယ်ကဲအပေါ်ကနေအောက်ကိုဆွဲချလိုက်တာရှုဆိုလို့ရှိရင်ဟုံနဲ့ရှုနဲ့ပေါင်းလို့ဆိုရင်ရှီဆို30ဆိုတဲ့ဟာရတယ်ပြီးရင်ဟုံရှုဟုံဆိုကုန်းအလုပ်လုပ်တယ်ဆိုတော့အသိပဲပြန်ရတာအပေါ်ကနေအောက်ကိုဆွဲလိုက်တာရှုပေါ့နော်ဖြေအပေါ်ကနေဘယ်ဘက်ကိုဆွဲချလိုက်တယ်တစောင်းလေးဖြေပေါ့နော်အပေါ်ကနေဖွားလေးအပေါ်ကနေစပြီးတော့ဘယ်ဘက်ကိုဆွဲလိုက်တာဖြေဆိုရင်ဖြဲကိုသုံးပြခါကြတော့ရဲနို့ပါရှစ်တို့ရေးလို့ရတယ်တင်းဆိုရင်လည်းအပေါ်ကနေညာဘက်ကိုအဆက်ကလေးချလိုက်တယ်တင်းအပေါ်ကနေစပြီးခါကြတော့ညာဘက်ကိုအဆက်ကလေးချလိုက်တာတင်းအဆက်ကလေးပေါ့နော်တင်းဆိုတော့အဆက်ကလေးကိုပြောတာနာဆိုတာအပေါ်ကနေညာဘက်ကိုဆွဲလိုက်တာဖြဲနဲ့ဆန့်ကျင်ဘက်ပေါ့နော်ဖြဲကကြတော့အပေါ်ကနေဘယ်ဘက်ကိုဆွဲတာနာကြတော့အပေါ်ကနေညာဘက်ကိုဆွဲလိုက်တာနာပေါ့နော်နာအဲဆိုတော့တဆိုလို့ရှိရင်ဟုံဖြဲနာဆိုလို့ရှိရင်တကြီးတယ်天ဟုံဖြဲနာဆိုလို့ရှိရင်天ဆိုတာခေါင်းကင်ဆိုတဲ့ဟာရရနော်တဲ့အဲ့ဒါကိုသုံးပြီးတော့အဲ့ဒီပြီးဟွာတွေကိုကြည့်ပြီးဟွာရေးနည်းတွေကိုလေ့ကျင့်ပြီးတဲ့ခါကျတော့ဒီစကလုံးလေးတွေကိုရေးလို့ရတယ်ဒီတရုတ်လက်ရေးလာစာအုပ်တွေမှာရေးလို့ရတယ်ပေါ့နော်ရီဆိုတာတစ်R ဒါလည်းဟုံနှစ်ခုရေးလိုက်တဲ့ R နှစ်စန်သုံးရီရှီဆိုတာ30အဲ့တော့ဟုံနဲ့ရှုနဲ့ပေါင်းတော့ရှီ30ပါဖြေနာနော်ပါရှစ်这个是六ဆိုတာအပေါ်မှာ点ဟုံဖြေနာသုံးတယ်六ဆိုတာ6ကဲဒီလေ့ကျင့်ခန်းလေးတွေကိုလေ့ကျင့်ခန်းစာအုပ်ထဲမှာတစ်ခုကိုတစ်မျက်နှာစီရေးပြီးတော့လေ့ကျင့်လို့ရပါတယ် HSK1 သင်ခန်းစာတစ်ကဒီမှာပဲပြီးပါပြီသိချင်တာနားမလည်တာရှိလို့ရှိရင် comments မှာမေးလို့ရပါတယ်ဖြင်းရင်းသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ပထမဆုံးသင်ခဲ့တဲ့ရှေ့ဗီဒီယိုကိုပြန်သွားပြီးတော့လေ့လာပေးဖို့ပြောချင်ပါတယ်ရှေ့大家再见